ကဲဒီနေ့ကစနေနေ့ညဆိုတော့အေးစစ်စစ်ရေချိုးအနာယူမတ်ကတ်မှာဖြစ်ပါတယ်နည်းနည်းချိတ်နဲ့မြင်မြင်ဆန်ဆန်လေးအိပ်ပြောင်းရေနွေးနဲ့ချိုးလိုက်ပါတယ်။သားရမ်း6ပေမဲ့လူတော့မ6သေးတဲ့မမဆူမြေ body lotion လိုက်ပါမယ်။ lotion ရတော့ Vaseline က cocoa glow ဆိုတာပါ။သူကနည်းနည်းလေးထူထူလေးပြီးမှုမွေ့အီလေးနဲ့သားရမ်း6တဲ့သူတွေအတွက်လုံးဝ recommend ပေးပါတယ်။ပြီးရင်တော့ Rexona က DO တို့ပွင့်။တော့ပြန်ဖြစ်နေတဲ့ငွေချင်းလေးတွေကိုဗီဒီယိုနဲ့လှမ်းပြီးလိမ့်ပြလိုက်ပြီးပြောရော။ကဲတော့အေးလာပြီဆိုအင်းလေးပေါ့နော်။ဒါကတော့ TikTok shop ကနေမှားထားတဲ့ချီသား pajamas လေးတွေပါရန်ဟိုလိုကောက်ပါတယ်အဲ့ဒါ haul video လေးတည်တန်းလုပ်ပြပါမယ်ကဲအင်ကြီးဝတ်ပြီးပြီဆိုတော့ face care time toner က I am from က sun toner လေးသုံးပါတယ်သူက brightening အတွက်ပါညနေရေးဆိုနေတဲ့အချိန်မှာ toner လက်ထည့်ထည့်ပြီးတော့ပါလေးရိုက်ပြီးလိမ့်ပါတယ်ပြီးရင်တော့ the face shop က mask လေးကပ်ပါမယ်ဒီနေ့ကအေးစစ်စစ်အချိန်လေးရတယ်ဆိုတော့ mask လေးကပ်မယ်ပေါ့နော်သူ့နံလေးကလည်းမှုမှုလေးပြီးလို့ရှိရင်သူက brightening effect လေးရပါတယ်တေချာညီအောင်ကပ်ပြီးရင်အထဲကစီရမီလေးတွေလည်းတေချာလိမ့်ပေးပြီးရင်စက်ဝိုင်းပုံလေးနှိပ်ပေးပြီးတော့မိနစ်20လောက်ထားပါတယ်မိနစ်20ပြီးရင်ခွာမယ်ပြီးတော့မျက်နှာမှာရှိနေစီရမ်တွေကိုစက်ဝိုင်းပုံစံလေးပေါ့နော်နှိပ်ပြီးတော့စိတ်ဝင်အောင်လိမ့်ပေးပါတယ်အဲ့ဒါပိုပြီး effective ဖြစ်တယ်လို့ဖတ်ဖူးပါတယ်ခုဆို skin tone လေးတော်တော် bright ဖြစ်သွားပါတယ်ဒီနေ့ကိုအိမ်မှာတော့မရခဲ့သေးလေပတ်မှုကောင်းပြီးစိတ်ဝင်မှုပိုရှောင်းပါလေးနဲ့ရိုက်မယ်ပြီးရင်ပေါ်ကနေ moisture lock in ဖြစ်ဖို့ Nature Republic ရဲ့ aloe vera gel moisturizer လေးလိမ့်ပါမယ်ရှင်သူ့လည်းစဝိုင်းပုံလေးနှိပ်ပြီးတော့လိမ့်ပေးပါတယ်။ကွာရှက်ရှိရင်ကွာရှက်နဲ့လည်းသုံးလို့ရပါတယ်။ဗီဒီယိုမှာမေ့သွားလို့ပါ။ကဲသူ့ရဲ့ face care တလောက်ပါပဲ။ခုကောင်းဖီးပါမယ်ရှင်။အခုစပင်ကတော်တော်လေးရှည်ပြီးတော့ style လေးပြောင်းနေပြီဆိုတော့ညက်တင်တော်တော်စဉ်းစားနေပါတယ် comment လေးမှတ်ပေးကြပါအောင် like ဖတ်မဲ့ပုံလေးပေါ့နော်ညနေကြ layer cut လေးပဲညှိကောင်းမှလို့စဉ်းစားနေပါတယ်ကဲနောက်ဆုံး step အနေနဲ့ Etude House ရဲ့ lash serum ဒီမျက်တောင်မှာရောမျက်ခုံးမှာရောသုံးပါတယ်မျက်တောင်ရဲ့အပေါ်လေးမှာအရင်ထည့်ပြီးလို့ရှိရင်သူ့ရဲ့ကောက်တဲ့ကန်လေးနဲ့ကောက်လိုက်တော့နည်းနည်းမျက်တောင်လေးပိုကိုကိုလေးဖြစ်သွားတာပေါ့နော်မျက်ရည် night time skin care routine တွေကဒီလောက်ပါပဲဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ကြိုးပြီး bye